ဘာဝတော်ပြောင်းသွားတဲ့ပုဂ္ဂိုလ်တွေအတွက်လိုချင်တဲ့အရာဟာကြံခဲ့လူတွေကနေရည်မှန်းပြီးအလှူဒန်းလုပ်တာပဲလိုချင်တာကျန်တာဘာမှမလိုချင်ဘူးဟုတ်လားဟာသူတို့ဓာတ်ပုံကြည့်ပြီးသူတို့ပူဆွေးနေတာလည်းမမြင်ချင်ဘူးငိုကြွေးနေတာလည်းမမြင်ချင်ဘူးသူတို့မြင်ချင်တာသိချင်တာကတော့ဩသူတို့ကိုရည်မှန်းပြီးတော့အလှူဒန်းလေးတွေလုပ်နေရင်ဒါကျေနပ်တာဝမ်းသာတာပဲသူတို့တွေအားဖြစ်တာကလည်းအဲ့ဒါပဲအားဖြစ်တာကျန်တာကအားမဖြစ်ဟုတ်ပြီလားသူတို့ကိုပူဆွေးငိုကြွေးနေမယ်သူတို့ကိုရည်မှန်းလွမ်းပြီးတော့နေကြမယ်ဆိုရင်သူတို့ရလည်းမြင်ပြီးပင်ပန်းတယ်ကိုယ်လည်းပင်ပန်းတယ်ဟုတ်ပြီလားအဲ့တော့သူတို့ကိုရည်မှန်းပြီးအလှူဒန်းလေးလုပ်ပြီးတော့ဘာကုသိုလ်ပဲပြုသူတို့ကိုရည်မှန်းပြီးတော့အလှူဒန်းလေးလုပ်လိုက်ဥမာဖယားကိုရှ िख ိုးတယ်ပန်းလေးကတ်မယ်ပေါ့ဟာဤဖယားပန်းလှူဒန်းတဲ့ကောင်းမှုကြောင့်အနန္တမိခင်ကျေးဇူးရှင်ကြီးကအမျှဝေပါ၏ဆိုရင်တာရုခေါ်ပါတော့သူကသူ့အတွက်ကျေးဇူးများတာပေါ့ဦးဇင်းတို့တွေသူတော်ကောင်းတို့တွေလူလောကမှာလဲဟာကိုရတဲ့ပစ္စည်းလေးတွေကိုရှိတဲ့ဟာလေးတွေအမေစားပါအောင်အဖေစားပါအောင်လို့ပေးရင်ကောင်းတာမကောင်းတာတာထားအမေဖေမကြည့်နိုင်ဘူးလားဟာရင်ထဲကနေပြီးတော့အမလီလိမ်မာလိုက်တဲ့သားလေးလိမ်မာလိုက်တဲ့သမီးလေးကျမ်းမာပါစေချမ်းသာပါစေဆိုမေတ္တာတွေပြမပေးဘူးလားပေးတာပေါ့ဟုတ်လားဘဝတော်ပြောင်းသွားတဲ့ပုဂ္ဂိုလ်ကြတော့အဲ့လိုပစ္စည်းတွေမလိုချင်မဲနဲ့ဘာလို့လဲမလဲတော့သူတို့ကြောင့်ကုသိုလ်ပြုခွင့်မရဘူးဆိုရင်ကုသိုလ်ပြုခွင့်ရတဲ့ပုဂ္ဂိုလ်ကအတက်ကြီးသွားတဲ့ပုဂ္ဂိုလ်အလုံးမလုံးနိုင်တော့ဘူးဆိုရင်အလုံးမလုံးနိုင်တဲ့ပုဂ္ဂိုလ်ကိုအလုံးလုံးနိုင်တဲ့လူကကိုရတဲ့လုံအားကလေးသူတို့ကိုမုံဘိုးလေးပါလေးပေးရင်ကျေနပ်တယ်လို့ပေါ့ဟုတ်ပြီလားဘဝတော်ပြောင်းသွားတဲ့ပုဂ္ဂိုလ်ကလည်းဒီတိုင်းပဲတဲ့သူတော်ကောင်းတို့ကိုပြုတဲ့ကောင်းမှုလေးအမြတ်တမ်းပေးဝေတာပဲလိုချင်တာကျန်တာမလိုချင်ဘူးတဲ့ဗျာဟုတ်ပြီလားအေးအဲ့ကြောင့်မို့သူတော်ကောင်းတို့တွေဘာကုသိုလ်ပဲပြုပန်းလေးပဲကတ်ရေချမ်းလေးပဲကတ်မေတ္တာပဲထိုင်ပွားဩခဏကျမ်းမာပါစေချမ်းသာပါစေမေတ္တာကုသိုလ်တွေရလိုက်တယ်ဝစီကမေတ္တာဤကုသိုလ်ရဲ့ဖို့ဘာကကိုအနန္တကဲဝင်ယေရှုရှင်မိခင်ကြီးကအမျှပေးဝေပါ၏ဆိုရင်လည်းပဲဒါလည်းသူကျင့်တတ်တာပဲဟုတ်ပြီလားအေးအဲ့ဒါကြောင့်မို့အထဝပနာပေတနာကာလင်ကတနာဓက္ခိဏနုပဓတ္တိတိတဲ့ဘုရားကဟောတယ်ဘဝတစ်ပါးပြောင်းသွားတဲ့ပုဂ္ဂိုလ်တွေအတွက်ရည်မှန်းပြီးအလှူဒန်းလေးများလုပ်ရင်ဘလောက်ကောင်းမလဲဆိုပြီးတော့သွားလေသူမိဘများကသားသမီးတွေပေါ်မှာမျောလင့်ပြီးထားခဲ့တဲ့ဗျာဟုတ်ပြီလားအေးအဲကြောင့်မို့ကိုသက်ဇော်တို့မမြင့်တို့မိသားတစုငါတို့တွေလာပြုတဲ့ကောင်းမှုကဘုရားဟောဒေသနာတော်နဲ့အညီပဲလို့ဒီလိုသဘောကြကြနော်ဒီလိုသဘောကြကြမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးပြိဋိဘံစံဃာနီးတော့အရှင်အာနန္ဒာကဘုရားကိုလျှောက်တယ်မြတ်စွာဘုရားမရှိရင်တဲ့တပည့်တော်တို့ဘယ်လိုနေရမလဲပေါ့ဘယ်သူကိုဆရာတင်ရမလဲဘယ်သူစကားနားထောင်ရမှာလဲဒီလိုလျှောက်တော့ယောအာနန္ဒမယဓမ္မောသဝိနယောသဒေတိတော်ပညတ်တော်သောမမစ္စေနတတ္ထာအာနန္ဒငါဘုရားရှင်ကိုရောမြတ်ကြီးလေတဲ့ဓမ္မလည်းပြည့်ပြည့်စုံစုံဟောပြီးပြီဝိနည်းလည်းပြည့်ပြည့်စုံစုံပညတ်ပြီးပြီအဲ့ဒီဓမ္မနဲ့ဝိနည်းကိုလိုက်နာကျင့်သုံးနေသမျှကာလပတ်လုံးတနည်းပြောရင်အဲ့ဒီဓမ္မနဲ့ဝိနည်းဒီမင်းတို့ရဲ့ဆရာဖြစ်လိမ့်မယ်တဲ့ဒီလိုပြောတယ်တနည်းပြောရင်တော့အဲ့ဒီဓမ္မနဲ့ဝိနည်းကိုလိုက်နာကျင့်သုံးနေသမျှကာလပတ်လုံးသာသနာမြတ်စွာဘုရားဟာပြိဋိဘံဆံတယ်မရှိဘူးလို့ဒီလိုပြောတဲ့အဓိပ္ပာယ်ပဲသူတော်ကောင်းတို့ဟုတ်လားအဲ့တော့သူတော်ကောင်းတို့တွေအတွက်ဥစဉ်တို့တွေအတွက်ထို့သဖြင့်တော့တန်ဃာတော်တွေအတွက်မြတ်စွာဘုရားရဲ့တရားတော်တွေလိုက်နာနေသမျှမြတ်စွာဘုရားရဲ့ဝိနည်းတော်တွေကိုလိုက်နာကျင့်သုံးနေသမျှဘုရားဟာပြိဋိဘံဆံတယ်မရှိဘူးလူတွေအတွက်ဆိုရင်တော့ပြိဿမိဘစကားနားထောင်နေသမျှမိဘဟာသေတယ်မရှိဘူးဒါပြောချင်တာမိဘနှစ်ပါးတော့ရှိတယ်သာသမီကမိဘစကားနားမထောင်ဘူးဆိုမိဘနှစ်ပါးသေနာနဲ့တူတူပဲလေဟုတ်ပြီလားအေးအဲ့ဒါကြောင့်မို့ဖယားစကားလိုက်နာနေတဲ့၍ဥဒ္ဓလို့မြတ်စွာဘုရားဟာပြိဋိဘံစံတယ်မရှိဘူးသာသနာလည်းမကွယ်နိုင်ဘူးပေါ့နော်မြတ်စွာဘုရားတော်ရှိတယ်ဖယားစကားမလိုက်နာဘူးဆိုရင်ဖယားရှိနာလက်ကားဖြစ်တာပေါ့ဗျာဟုတ်ပြီလားမိဘနှစ်ပါးတော့ရှိတယ်မိဘစကားမလိုက်နာဘူးဆိုရင်မိဘနှစ်ပါးရှိတာလည်းလက်ကားဖြစ်တာပေါ့ဗျာအဲ့လိုမဖြစ်ရအောင်သူတော်ကောင်းတို့တွေမိဘစကားကိုဥစဉ်တို့တွေမရှိတဲ့နားထောင်ရမှာပဲကိုယ့်ပေါ်မှာကောင်းစေခြင်းလို့ပြောခဲ့တဲ့စကားတွေအများကြီးမရှိဘူးလားရှိတာပေါ့ငါသားဒီလိုမပြောနဲ့ဒီလိုပြောငါသမီးဒီလိုမနေနဲ့ဒီလိုနေဟုတ်ပြီလားအဲ့လိုပြောဆိုသုံးပါခဲ့တာတွေအများကြီးရှိလိမ့်မယ်အဲ့ဒါလေးတွေကိုသူတော်ကောင်းတို့ဥစဉ်တို့တွေဘာလို့ရမလဲ
လိုက်နာကျင့်သုံးရမယ်လို့ဒီလိုနားလည်ပါဟုတ်ပြီလားအေးအဲ့ကြောင့်ဦးဇင်းတို့တွေကြပြားလေးတစ်ပုဒ်ရှိတယ်အမေစကားနားမှာကြတော့အမှားလေးတွေနဲ့လာတယ်အမေစကားလုံးနှုတ်မှာသုံးတော့အမုန်းဆိုတာတွေပါသွားတယ်အမေစကားစံသားနာခံတော့အမှန်လေးတွေများလာတယ်ခန္ဓာပြက်ပြုံးအမေဆုံးလဲချိုပြုံးမြစ်တာအမေစေတနာတွေဘယ်ခါမမေ့သားပျော်မွေ့ဩဘယ်မှာအမေသေးလို့လဲဟာမိဘတိုင်းကသားလေးတွေကိုလိမ်မာစေခြင်းလို့ကြီးပွားစေခြင်းလို့ချမ်းသာစေခြင်းလို့ဒီလိုမနေနဲ့ဒီလိုနေဒီလိုမပြောနဲ့ဒီလိုပြောဒီလိုမလုပ်နဲ့ဒီလိုလုပ်အများကြီးသွန်သင်ဆုံးမခဲ့တာတွေမရှိဘူးလားရှိပါရဲ့ဗျာအေးအဲ့ဒါတွေကိုနားတဲ့ကထုတ်မပြစ်နဲ့ဟုတ်ပြီလားအမေတကနားတဲ့ကြားနေတဲ့သားသမီးတွေအမေဟာဘယ်တော့မှမသိဘူးတဲ့အမေတကနားမှာကြတော့အမှားလေးတွေနဲလာတယ်အမေစကလုံးနှုတ်မှသုံးတော့အမုန်းဆိုတာတွေပါသွားတယ်ဟဲ့ကြမ်းကြမ်းထန်ထန်ပြောမိရင်တော့ငါသမီးအဲ့လိုမပြောရဘူးငါသားအဲ့လိုမဆက်ဆံရဘူးချိုချိုသားသားနဲ့ဆက်ဆံတတ်ဖို့အမေကလိမ့်လိမ့်မမနဲ့ဆက်ဆံတတ်ဖို့ရောမသိငယ်ဘူးလားမေစကားဆန်သားနာခံအမေစကားဆန်သမီးနာခံတော့အမှန်လေးတွေများလာတယ်အမေစကလုံးနှုတ်မှသုံးတော့အမုန်းဆိုတာတွေပါသွားတယ်တဲ့ချိုချိုသားသားပြောတဲ့လူကဘယ်သူကမုန်းမလဲဗျဟုတ်လားမမုန်းဘူးပေါ့ခန္ဓာပြက်ပြုံးအမေဆုံးလဲချိုပြုံးမေတ္တာအမေစေတနာတွေဘယ်ခါမမေ့သားပျော်မွေ့ဘယ်ခါမမေ့သမီးပျော်မွေ့ဩဘယ်မှာအမေသေးလို့လဲခန္ဓာပြုံးသွားတော့လဲအမေတကနားတဲ့ကမထုတ်တဲ့သားသမီးတွေအမေသေးတယ်မရှိဘူးခန္ဓာပြက်ပြားသွားတော့လဲအမေတကနားထောင်နေတဲ့သားသမီးတွေအမေဟာသေးတယ်မရှိဘူးဒါပြောချင်တာပါဟုတ်ပြီလားအေးအဲကြောင့်ခဏကိုသက်ဇောတို့ဒေါ်မမမြင့်တို့မိသားတစုတွေမိခင်ကြီး9လပြည့်မှာလာပြီးတော့ကောင်းမှုတွေပြုကြတာဟာတိဘုရားဟောဒေသနာတော်နဲ့အညီငါတို့တွေမိဘကျေးဇူးဆက်ခွင့်ရတယ်မိဘရဲ့လိုခြင်းတောင်းတတဲ့မျှော်လင့်ချက်ကိုငါတို့ဖြည့်ဆည်းခွင့်ရတယ်လို့ဒီလိုနံပါတ်1သဘောကျဟုတ်လားနံပါတ်2ကမိဘသွန်သင်ဆုံးမဝါတဲ့စကားတွေနားတဲ့ကြားနေတဲ့၍နားတဲ့ကထုတ်မပြည့်တဲ့၍လိုက်နာကျင့်သုံးနေတဲ့၍ငါတို့မိဘဟာငါတို့ရဲ့အနီးနားမှာရှိတယ်လို့သာဒီလိုယုံကြည်ထားကြပါဗျာဟုတ်ပြီလားအေးဤကဲ့သို့ဓမ္မသည်အလုံးကိုယ်စီရှိပြီးတော့မှမိမိတို့ရဲ့ဘဝခရီးလမ်းဓမ္မနဲ့အညီဖြောင့်တန်းစွာလျှောက်လှမ်းနိုင်ကြတဲ့သူတော်ကောင်းများဖြစ်ကြပါစေကုန်သတည်း